Jujutsu Kaisen skin ကောင်ရဖို့ weekly pack ကိုပဲနော် MSC မှာ YG ရောတဲခွဲသွားတဲ့ Melissa ရဲ့ Nobara နဲ့အတူ Gojo ရဲ့ Jujutsu Kaisen skin တွေ game ထဲကိုရောက်နေပြီနော် event လာမယ့်ရက်ကစုစုပေါင်း35ရက်ကြာမှာဖြစ်ပြီးတော့ premium supply အနေနဲ့ phase 1 August 14ရက်နေ့နဲ့ phase 2 August 21ရက်နေ့တွေမှာလာမှာပါ event ပုံစံကတော့အရင်တစ်ခါတုန်းကလိုပဲ one draw ကို diamond 50 10 draw ကို diamond 900နဲ့လာမှာဖြစ်ပြီးတော့ daily discount နဲ့ဆိုရင် one draw ကို diamond 25လုံးနဲ့ရမှာဖြစ်ပြီးတော့First and draw မှာဆိုရင် 10% discount နဲ့ diamond 450ပဲကုန်ပါပါ Jujutsu Kaisen skin ကောင်ရဖို့ဆိုရင် event shop တွေမှာ crash 1200နဲ့လေးရပါမယ် Jujutsu Kaisen skin ကောင်အတွက် crash 1200ရဖို့ဆိုရင် draw 130ဝန်းကျင် draw လုပ်ရမှာပါဒါဆို event အကြောင်းသိသွားလောက်ပြီးမလို့ဈေးသက်သာအောင်ယူရမယ့်နည်းကိုတစ်ဆင့်ချင်းပြောပြပါမယ်ပထမဆုံး event စလာခြင်းမှာ weekly pack 3ခုထည့်ပါဒါဆိုရင် recharge kit event ကနေပြီးတော့ free ticket 2ခုရပါမယ်ပြီးရင် event စလာတဲ့ရက်ကနေစပြီးတော့နေ့တိုင်း daily discount နဲ့ daily draw လှည့်ရပါမယ်Premium supply လာတဲ့ရက်ဒီမှာ weekly pack 3ခုဖြည့်ပြီးတော့ရလာတဲ့ free ticket တွေနဲ့ skin ဖောက်ပါ Premium supply မှာ one test လုပ်ရင်းနဲ့ diamond 450သုံးပြီးတော့ first and draw လှည့်လိုက်ပါဒါဆိုရင်စုစုပေါင်း draw အနေနဲ့ဆိုရင်105 draw ရှိပါပြီဒါအပြင် draw reward အနေနဲ့ပေးရ ticket တစ်ခုလည်းကျွန်တော်ရပါအောင်မယ် draw 100ကျော်နေပြီမို့လို့ crash 1200ပြည့်ကန်နေလည်းဖြစ်နေပါပြီကံကောင်းတဲ့သူက draw နေရင် skin ရနိုင်ပြီ crash 1200ပြည့်ဖို့လိုနေတဲ့ပမာဏနဲ့ချိန်ပြီးတော့ diamond နဲ့သုံးလိုက်ရင် Jujutsu skin ကောင်ရပါပြီကျွန်တော်တုံးလိုက်ရတာက event စလာတော့က weekly pack 3ခုရယ် premium supply အတွက် weekly pack 6ခုရယ်ဆိုပြီးတော့စုစုပေါင်း weekly pack 9ခုတုံးလိုက်ရပါတယ်ခုဆိုရင်တော့ Jujutsu Kaisen skin ကောင်ကိုဈေးတက်တာနဲ့ရဖို့ဘယ်လိုတွေလုပ်ရမလဲဆိုတာကိုတည်သွားကြလောက်ပြီးထင်ပါတယ်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်နဲ့ဆုံးသက်ပါတော့မယ် mobile legend နဲ့ပတ်သက်တဲ့အကြောင်းတွေကိုစဉ်ဆက်မပြတ်တင်သွားပေးတော့မှာဖြစ်လို့နောက်လည်းအားပေးကြပါအောင်နော်